ကဲဒီနေ့ကတော့ကျမရဲ့ဈေးဝယ်တဲ့ vlog လေးပေါ့နော်ကျမကတင်တန်းတက်ပြီးကြတဲ့ကနေပြီးတော့တောက်လျှောက်တော့အိမ်မှာစမ်းနေရပေါ့နော်အခုဆိုလို့ရှိရင်လည်းဒီဝတ်သားနဲ့ကြက်သားနှစ်မျိုးစလုံးကိုစမ်းမှုအတွက်မက်ခရိုမှာလိုတာလေးတွေသွားဝယ်တယ်ဒီအခုဝယ်နေရဆိုလို့ရှိရင်တော့အမွှေးနံသားလေးတွေပေါ့နော်အဲ့ဒါလေးတွေဝယ်ဖြစ်တယ်အသားတွေငါးတွေဆိုလို့ရှိရင်လည်း၄မျိုးစီပေါ့နော်ကြက်သားမှာဆိုလည်း၄မျိုးပါမယ်ဝက်သားမှာဆိုလည်း၄မျိုးပါမယ်ပေါ့နော်ဥရဲ့အဲ့လိုမျိုးအယိုးရဲ့ပြီးလို့ရှိရင်အသားရဲ့ပြီးတော့အမြင့်တို့ပါတော့ပေါ့နော်ဝက်သားမှာဆိုလို့ရှိရင်လည်းရွက်ပြီးလို့ရှိရင်နံရိုးနောက်ထပ်အဲ့လိုအစီအသားသုံးတက်သားပေါ့နော်အဲ့လိုမျိုးလေးတွေတော့ကျွန်မတွဲပြီးတော့ထည့်ပေးထားတယ်ကျမကဈေးတဲ့ကြီးလောက်ကတော့မယ်ဆိုအရန်ပျော်ရွှင်နေတာပေါ့နော်ဝယ်တဲ့ချင်းတစ်တောင်းလုံးကိုလည်းအပြည့်ကျမဝယ်ခဲ့တယ်ဝယ်ပြီးတော့ကျမထပ်ဆမ်းမယ်ပေါ့နော်ကျမရောင်းမှုအစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်တော့ဒီရက်ပိုင်းမှာပဲပေါ့နော်ရောင်းပေးမယ်ပထမတော့ကတော့စိုင်ဖွင့်ပြီးတော့ကျမရောင်းမှုစိတ်ကူထားပေါ့နော်ဒါပေမဲ့နေရအခက်ခဲကြောင့်ဝန်ထမ်းအခက်ခဲကြောင့်ပေါ့နော်ကျမစိုင်တော့လောလောဆယ်မဖွင့်ပြသေးဘူးမဖွင့်ပြသေးဘဲနဲ့ကျမဘာလုပ်မလဲဆိုတော့ online ကနေပြီးတော့ order ရင်ကောက်ပြီးတော့ရောင်းပေးမယ်ပေါ့နော်မျိုးနဲ့အလိုက်ပေါ့အဆင်ပြေအောင်လို့အားလုံးလုပ်ပေးမယ်လို့စိတ်ကူထားပါတယ်ဒီရက်ထဲမှာ order ကောက်ပေးပါမယ်ရှင်